ကိုယ့်ရဲ့နမူနာအထက်တစ်ထည်ကဘယ်လောက်ထိအရေးကြီးလဲပေါ့နော်ကဲဒီနေ့မှာဆိုလို့ရှိရင်အမားတို့ရဲ့ Nature Garment Manufacturing Company ကနေပြီးတော့မှအမားတို့ရဲ့ client ရဲ့အတွက်ကိုပေါ့နော်ဖန်တီးပေးထားတဲ့ဒီရဲ့နမူနာအထည်လေးပဲဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင်အမား client 2ဦးစာအတွက်ပေါ့နော်ပုံမှန်အားဖြင့်အမားတို့ရှိမှာဆိုလို့ရှိရင် client 2ဦးကိုဆိုလို့ရှိရင်တစ်လကိုဒီဇိုင်း5မျိုးလောက်ထုတ်တယ်ပေါ့နော်အဲ့တော့ဒီဇိုင်း5မျိုးလောက်ထုတ်တဲ့အချိန်မှာအမားတို့ကဒီလစဉ်တိုင်းပေါ့နော်ကိုယ့်ရဲ့ client တွေကိုအချိန်မီပေးလို့ရအောင်နဲ့ပြည့်မီတဲ့ quality ဖြစ်အောင်လည်းအမားအများနဲ့စူးစမ်းပေးလျက်ရှိရဲပေါ့နော်အမားတို့ရဲ့ဒီ client အပ်ထားတဲ့ဒီ design လေးကိုမှ design ပြချင်တယ်ဆိုတာထက်ပေါ့နော်အမားကတော့ချုပ်သား quality လေးကိုပဲအဓိကပြပေးချင်တာပါအမားနဲ့တူတူကြည့်မယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အမားတို့ကကြိုးတစ်လုံးအင်ဂျီလေးပဲပေါ့နော်နောက်ချမ်းလေးပေါ့ရှေ့ချမ်းတော့မှမပြတော့ဘူးနော်အဲ့တော့ဒီနေရာမှာတော့အမားကတော့စစ်ပြောင်းစေချင်တယ်ကိုယ့်ရဲ့ client ကိုစစ်ပြောင်းစေချင်တယ်စစ်ပြောင်းလိုက်ရင်ဒီလိုပလဲလုံးနေမပါတဲ့ခါကျပို့ပြီးမိမ design လေးပို့ဖြစ်တယ်ပေါ့နော်အဲ့တော့အတွင်းထဲကချုပ်ရိုးလေးကိုဒီလောက်လေးပဲဟားပြမယ်နော်ဘာလို့လဲဆိုတော့အမားတို့ကဟိုဒီ product ကမထွက်သေးဘူးဆိုတော့လေအတွင်းအပြင်ချုပ်ရိုးတွေကိုအမားကနှစ်ထပ်ပြောက်ချုပ်ရိုးတွေနဲ့ပဲအမားကိုချုပ်ပေးထားတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအမားက product တစ်ခုကို weight short တဲ့အနေနဲ့ဆိုလို့ရှိရင်ဒီလိုကွတ်စာတွေနဲ့သွားပြီးလုပ်လို့ရရပေါ့နော်။ဒါပေမဲ့ကွတ်စာနဲ့ထုတ်တဲ့အချိန်မှာအမားရဲ့ဒီအတွင်းထဲမှာဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့ဟိုအဖက်တွေကလန်ပြီးတော့ပေါ့နော်ကြီးမလာတာကြီးဖြစ်တယ်။ဒါကြောင့်မို့နှစ်ထပ်ချုပ်နေကိုပဲအမားအဓိက30ကျင်တာဖြစ်တဲ့အခါကျဒီမှာနှစ်ထပ်ချုပ်နေအတွင်းအပြင်အလှလေးကိုအမားတေချာလေးလုပ်ထားပြီးရပေါ့နော်။ဒါလေးဆိုရင်အမား display လုပ်တဲ့အချိန်မှာတောက်တေးလေးထွက်နေတယ်။ဒါဒီထဲမှာဆိုရင်ကော်ချောင်းတန်ချောင်းလုံးဝမထည့်ထားပဲနဲ့ဒီရဲ့ pattern ပဲပေါ့နော်ဒီ pattern ရဲ့ flow အကြလေးတွေပိတ်ကြောအကြလေးရဲ့အလှကိုပဲအမဦးစားပေးပြီးလုပ်ထားတယ်ဒီမှာနောက်တစ်ခုဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော် तू ကဒီလိုဆက်ကြောင်းလေးတွေဖြတ်ဆက်နေရလေးဒီလိုအကွေးဝိုက်လေးတွေအစအမောကဒီ flow အကြလေးကိုတေချာလေးလုပ်ထားပြီးရပေါ့နော်ကဲပြီးရင်နောက်တစ်ခုမှဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးပဲအမောဒီလို design လေးတွေနော်နောက်ချမ်းဒီလို dress အရှည်လေးတွေအခွဲလေးတွေပြီးရခါကျဒါဆိုလုံးဝ blood collection ကိုအဓိကသွားထားတာပေါ့နော်ဒါ brand အကြီးတစ်ခုတော့ကိုအမောကဖန်တီးပေးတာပါပြီးရင်မောနောက်ချမ်းမှာဆိုလို့ရှိရင်လည်းဒီလိုဒီဟာလေးဆိုရင်မောရဲ့ဒီ dress လေးဆို shape လေးတအားလှရပေါ့နော်အဲ့လို cuff အချိုးလေးရာစာမတေချာလေးလုပ်ပေးထားတယ်ပြီးရင်အတွင်းပြင်အပြကိုယ့်ရဲ့ product ခုကိုပေါ့နော်အမားတို့ကဒီလိုမျိုးဆိုင်မဲပေါ့နော်ဆိုင်မှာဒီလိုစင်မှာပေါ့နော် display လုပ်တဲ့အချိန်ကအစလှအောင်လို့ဒီလိုအကြလေးရာအစရှေ့ကြီးနောက်ကြီးလှအောင်လို့ပေါ့နော်အမားတို့က pattern အချိုးတွေသူ့ရဲ့ ratio တွေကိုညီအောင်လို့အမားတို့လုပ်ထားပေးတယ်ပြီးရင်ဒီလို egg လေးဆိုလို့ရှိရင်လေသူကပုံမှန်မြင်တာမရှိရဲ့ egg ပုံစံ design လေးအစမ်းလေးနဲ့ brand ရဲ့ quality ကိုပြည့်မီအောင်လို့အမားတို့တေချာလေးလုပ်ထားပေးတယ်ကဲဒီရဲ့နောက်ထောက်လျှောက်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးပဲပေါ့နော်ဒါလေးဆိုတအားလှတဲ့design တော့မှမပြတော့ဘူးပေါ့နော်ဒါလေးဆိုတအားလှတဲ့ black and white လုံးဝ black collection ကိုမှ black and white လေးတစ်ခုပဲပါရပေါ့နော်အဲ့တော့ဒါကတော့အမောရဲ့ Nature Garment Manufacturing Company ကနေပြီးတော့မှနမူနာအဆင့်ကိုအမောကစတင်ပြီးတော့လုပ်ပေးထားတဲ့product လေးပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနမူနာအဆင့်ဟာဆိုလို့ရှိရင်မောင်ရဲ့ဒီလိုမျိုးနှစ်ထပ်ပြောက်ဆိုရင်နှစ်ထပ်ပြောက်ရဲ့ချုပ်ရိုးရင်းနေရှိမယ်ချုပ်ခါတွေရှိမယ်အဲ့မှာကိုယ့်ရဲ့ brand ကပုံမှန်ပေါ့နော်အလက်လိုင်းပဲသွားမယ်ဆိုရင်တော့မှအမောင်ရဲ့ဒီချုပ်စာကြီးဝင်တဲ့ခါကြောက်လို့ရှိရင်နှစ်ထပ်မသုံးဘဲနဲ့ဘယ်လိုလေးရောသွားလို့ရလဲ weight short မယ်ဆိုရင်တော့ဘယ်လိုသွားလို့ဒီထပ်ပိုကောင်းတဲ့ quality တွေထပ်ဖြစ်အောင်လို့ရောဘာတွေထပ်ပြီးတော့ဖြည့်ရမလဲဆိုရင်အပိုင်းလေးကအစအမတေချာလေးလုပ်ထားပြီးရပေါ့နော်ဒါကြောင့်မလို့ကိုက product တစ်ခုကိုစပြီးဖန်တီးတော့မယ်ဆိုရင်ကိုပိုင် design လေးဖြစ်အောင်လို့အမနဲ့တူတူလာပြီးတော့ဆွေးနွေးလို့ရတယ်ကိုယ့်ရဲ့ idea တွေနဲ့ပေါင်းဆက်ပြီးတော့မှဒီ design လေးတွေပြီးရခါကြတယ်ချုပ်ရိုးချုပ်သားလေးရအစားပေါ့နော်အမတို့ဘယ်လိုပုံစံလေးပြောင်းလို့ရှိရင်local brand တစ်ခုအနေနဲ့ quality ပြည့်မီတဲ့ product တွေဖြစ်မလဲဆိုရင်အပိုင်းလေးရအစားအမတေချာလေးလုပ်ထားပေးရပေါ့နော်ဒါကြောင့်မလို့အမတို့ရဲ့ဒီ Nature Garment Manufacturing Company မှာဆိုလို့ရှိရင်နမူနာအထည်ရပေါ့နော်ပုံမှန်အားဖြင့်ဈေးကွက်မှာရှိရဲ့နမူနာအထည်ဖန်တီးပေးရတာထက်ကိုအမတို့ဒီဈေးနှုန်းလေးရများတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုလိုမျိုးအမတို့ကတတရရက်လေးဖြစ်အောင်တခါတည်းထွက်လို့ရတဲ့ product တစ်ခုတည်းဖြစ်အောင်လို့အမတို့တေချာလေးဖန်တီးပေးတာမို့လို့ပါကဲဒါဆိုလို့ရှိရင်အမနဲ့တူတူပေါ့နော်ကိုယ့်ရဲ့ brand တစ်ခုကို quality ပြည့်မီတဲ့ product ဖြစ်အောင်အသေးစိတ်ဆွေးနွေးခြင်းတယ်ဆိုလို့ရှိရင်အခုမှချပေးထားတဲ့ဒီ Viber နံပါတ်မှာလာပြီးတော့အသေးစိတ်စုံစမ်းလို့ရပါတယ်တကယ်လို့ပေါ့နော်မောင်လိုအပ်တယ်ဆိုလို့ရှိရင်ရောအပြင်တွေ့တွေပေးလို့ရတယ်ဒါဆိုလို့ရှိရင်အမစီမှာပိုကောင်းတဲ့ဒီ product တွေဖန်တီးခြင်းတယ်ဆိုလို့ရှိရင်အခုပဲမောင်ရဲ့ Viber နံပါတ်မှာလာပြီးတော့ဆက်သွယ်လိုက်တော့နော်